အခုရမယ်ညို့တင်းလား ခုရမယ်ညီတော့မသိဘူးဆရာ မလို့တင်းလား တင်ထွန်းသိတယ် အေးတော်လဲတော်လဲ တင်ထွန်းရဲ့ တင်းလို့ရဲ့ဘာလို့လဲနာညို့အခုရမယ် စစ်ဒီစစ်ဟုတ်သိတယ်ဆရာဟုတ်ကဲ့ဟုတ် အခုရမယ်ညီမသမီးရဲ့အမေညုံသွားညုံသွား အော်ဆုံးသွားတာ အေးနေတာ ကဲကဲ အဲ့နေသွားတာညိုးနေနေတာမဟုတ် ဟုတ်ကဲ့ အနေညိုးနေနေတာအနေညိုးနေနေတာ အသေးစိုးနဲ့သေးတာ ဟုတ်တယ်အနေညိုးနေနေတာ ဟုတ် အဲ့မှာသမီးကဝမ်းနဲ့မနဲ့နူဝါပါ နူမမ တလည်းတောင်းမလို့နိုးလားနိုးလား အော်ငိုးတာဟုတ်ဆရာဟုတ် သမီးလက်ညှိုးရပြီလား လက်ညို့လက်ညို့ဒီမှာလေသမီးလက်ညို့လေး မညှိုးဘူးကင်းနေမဟုတ်လားညညိုးညညိုး အော်ဇညို့ထားပြီဆရာ ညညိုးဟဲ့အဲ့ဒါလည်းညီမတင်မယ် အဲ့ဒါချီးပါတယ်မယ် ဟာဘာလို့ညိုးနေတာလဲနာညိုးမယ်သူကညိုးဝင်ညောင်းနေတာမယ်ညီမနေမယ်ဟုတ်ကိုနိုင်ကားမအုံးနမနဲ့ကုန်ညတော့ညမနဲ့ကုန်ညကွာဦး မမတန်လိုက်ဂျိုင်းရပါလေမောင်လေးနဲ့မမစားဘူးလေဟုတ်တယ်လေဩမောင်မတို့အတွက်ကလေနောက်ကတက်တက်လာပြီရပါတယ်မမတန်လိုက်ရဲ့မစားတော့ပါဘူးမောင်လေးလည်းမစားနဲ့နော်ဒီလောက်ထိနေရပြင်းနေရလေအဲ့အုံထမင်းနေတာစားလို့အောင်မောင်လေးတခါတည်းတွေးတိုးပြီးအုံနောက်တွေးကြပါတခါပြတ်သွားမှာကဲသမီးရှင်သမီးဒီနေ့ဘာတွေလက်စွမ်းကြခဲ့လဲဆိုတာပြောပြလိုက်ပါ ဒီနေ့ကပစွန်စီကန်ဟင်းလေးရယ်ပြီးတော့ချမောင်လေးလည်းကြော်လာတယ်အခုမညစားရမယ်နော်မနေ့စောရထားချက်ထား ကဲမောင်လေးမင်းညီမလေးစီစဉ်လာကြိုက်တယ်မလား အော်ကျွန်တော်ချင်မောင်ကြော်လေးကြိုက်ပါတယ် ဟုတ်ချမောင်ကြော်လေးကြိုက်တယ်အဲ့အော်ထမင်းနေဖဲလိုက်တော့ဟဲ့ဘာလို့ဖဲရမှာလဲမောင်လေးအားလုံးမျှစားရမယ်နော် အော်ဟုတ်ကဲ့ အမလေးဘာမှမျှစားစရာမလိုအဲ့ပဇွန်တုတ်ကြီးကမလက်ဘူးမလက်တာရေးစားလို့ရှိရင်1 shot လိုက်မယ်1 shot ပြီးအုံနောက်သွေးကြော်ပြတ်ကုန်လို့ရှိရင်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်ဟုတ်တယ်သမီးလေးချင်းမေသမီးလေးဘာကြီးချက်လာလဲဆိုပြပြလိုက် မရမ်းစီကန်နဲ့စက်ကုန်းမောက်ချက်လာရမေမေ မေကြော်ခိုင်းနိုင်ကပိကြော်လေးရော ပါပစွန်ကြောင့်နန်းချင်းနဲ့ရှယ်ပဲ မောင်လေးစိုက်တယ်နော် အော်ကျွန်တော်ငပိကြော်ကြိုက်ပါတယ် ရိုက်တာကြီးကြားရနော်ငပိကြော်ကြိုက်တယ်တဲ့ကျန်တဲ့ဟင်းတွေအားလုံးဖယ်လိုက်ငပိကြော်တဲ့ပဲကျွေးလိုက်တော့ရောက်ငပိကြော်နဲ့တမင်းစားလို့ရမလားလို့မောင်လေးမမပြောထားရနော်အားလုံးမျှစားလို့ ကျွန်တော်အဲ့တော့ကျမ်းမာရင်မကောင်းဘူးမလားအော်မဟုတ်ဘူးကျွန်တော်ပြောနေတာဒီဟာအားလုံးလျှောက်စားမှာကျွန်တော်ဘိုက်ရက်ပုံပေါ့ခင်ဗျအားလုံးစိတ်ပြီးသွားအောင်အားလုံးပြေးတဲ့ဟာတွေကျွန်တော်ကြည့်ပြီးနေတာပါပဲ အေးစိစကားပြောကြအောင်နော်အဲ့ဒါတော့အဖြစ် ဒီကောင်ကလုတ်သွားပြန်တမျိုးကွာ တမျိုးမကပါဘူးအကိုရဲ့အကိုကြိုက်တဲ့မဲ့ချင်တာလေးအများကြီးဝယ်လာတယ် ဟဲ့ဒီမှာငါမလုပ်တယ်လို့မဟုတ်ဘူးနေ့ကိုအမြင်ကပ်လို့ရည်ရချက်ရှိလောက်လိုက်တာရှင်းလား ကိုယ်ပြောနေတယ် အော်ကဲတော်ကြပါတော့တော်ကြပါကဲဒီလိုလာတဲ့အကြောင်းလေးလည်းပြောကြအောင်လေ ရုပ်ရှင်ရိုက်တဲ့အခါမှာအမားလေးပါဝိုင်းလေနေ့ကိုနားလေပြီလို့ဟောပြီးတော့လေကိုနေ့ကိုလည်းလက်တွဲခေါ်လာပြောချင်တာ ခေါ်ပေးရမှာပေါ့ နင်ကယောက်ျားလေးနဲ့ပတ်သက်လာတွေ့ကြုံရှင်ဟဟလားဖတ်ဆရာရှိတာဝိဆရာရှိတာနန်းဆရာရှိတာကျန်းဆရာရှိတာကြားလို့ရတယ် အမလေးမြောင်းပေးတာကြီးရလဲနော်စမ်းထိုးနေရပဲရေတော့မလာသေးဘူးတတိယထားနော်ရေကတိုင်းကျိုးအောင်မဆိုလို့ ငါဒီလာတော့မလုပ်နဲ့မဟုတ်ဘူးလေအလောက်ကိစ္စပြောနေတာအလောက်ကိစ္စလို့ပြလေ ဒီမှာကြည့်ဟမ်ဘာကြီးရင်းနေမတွေ့လားဟမ်မင်းဘာပြောမလဲပြောမင်းရှင်းနိုင်ဦးမလားမင်းရှင်းနိုင်တော့ဘူးအခုကြတော့ဟမ် ကိုကျက်လက်မင်းသားမင်းနဲ့ဖြေးလိုက်လေဗျာ ဒီဘောတရားလေးနားနေလို့ကျွန်တော်မပြေနိုင်ပါဘူးအဖေရဲ့ ဟေးမင်းမဖြေနိုင်တဲ့အဖြေကိုငါအခုဖြေပေးလိုက်မယ်ငါအဲ့မင်းသမီးမြောက်လို့ငါလုံးဝဆက်မကြိုက်နိုင်ဘူးကွာရှင်းရှင်းပြောမယ်ကွာအဲ့မင်းသမီးမြောက်လို့လဲလိုက်တော့ကွာဟာ ဟုတ်ကဲ့သူ့မိနစ်နဲ့လဲလိုက်ပါမယ် အဲ့မင်းသမီးကပုံစိုးနေတာဟာမင်းက အာကိုလေးနဲ့ကိုင်းနေလို့ပါအဖေရဲ့ ဟာမင်းသားမင်းသမီးနဲ့လမ်းမယ်ဆိုရင်တော့မမနဲ့အရင်ဆုံးတိုင်ပင်တဲ့နဲ့ထင်တယ်နော်ဗျာ ဟိုဘာလို့တိုင်မင်ရမှာတော့ဒီလောက်ဖြုတ်ဆပြင်းတော့ဖြစ်နေမင်းသမီးဘလို့ရိုက်လို့ရမှာခုတော့ဆိုမမလည်းစိတ်ညစ်ပြီးထိုးပူနေတော့ပြီ မလေးမောင်လေးရေအဲ့ဒါစိတ်ညံမှာမဟုတ်ဘူးဝမ်းသာစရာအခုဆိုရင်လေမင်းသမီးနှစ်ယောက်ကလေ line ပေါ်မှာအရန်ကမှနာမည်ကြီးနေပြီ ဟုတ်တယ်မင်းနိုင်ရင်ကျွန်တော်တို့ထုံနေချမ်းတယ်မင်းညမှာအဲ့မင်းမင်းနဲ့အောင်းကြအချင်းချင်းချင်းကတိုင်ရင်းနဲ့ခေါ်လာ
သူတို့အဲ့ချိန်ချိန်မှာမနေ့ပိုင်းဘုံမတက်ညနေမှာလိုက်ကြီးရောက်ခိုင်းတာ တို့တော့ဘာလို့ညကြနေရှိအောင် အာစီဘယ်နဲ့ရှိရောက်မှာတော့နာကြတယ်ရှင်းပြအောင်မှာဒီလိုအာစီကျွန်တော်တို့ရိုက်မဲ့ရက်မှာအဲ့မင်းသမီးနဲ့လိုက်ကမအားဘူးတဲ့မနေ့ပိုင်းကိုစိန်နိုင်ဖွင့်ပွဲကိုတက်ကမယ်မနေ့ပိုင်းကိုလိုက်ဈေးရောက်ရမယ်ဟုတ်တယ်မလား လက်ကြီးနဲ့